ကုသိုလ်ဆိုတဲ့နေရာမှာကုသိုလ်တရားတွေရဲ့ပထမဆုံးအရေးကြီးတဲ့ကုသိုလ်ကဘာလဲနော်ဘုရားဘာသာရေးသိထားဖို့လိုတယ်ကုသိုလ်တရားတွေရဲ့အစပထမဆိုလိုတာကပထမဆုံးလုပ်ရမယ်ကုသိုလ်ပဲကုသိုလ်လဲသီလပဲဖြစ်တယ်ကောစာတိကုသလနာဓမ္မနာသီလင်္စသုဝိသုဒ္ဓံကုသိုလ်တရားတွေရဲ့အစဆိုတာသီလပဲဖြစ်တယ်ဒါကြောင့်မလို့သီလကိုအဓိကထားသီလကိုမဖြစ်မနေစောင့်တော့ရမယ်သီလံယဝဇရသာဓုသီလဆိုတာဟိုဒီတိုင်အောင်ကောင်းတယ်ဆိုတစ်သလုံးရှိနေရမယ်တရားပဲကိုယ်တလုံးအဲ့တော့ဘုရားဘာသာရေးသီလကိုအလေးနဲ့ထားဖို့လိုအပ်တယ်ဒါအခြေခံမယ်ရှေ့တိုးဖို့ဆိုတာလေသီလနဲ့ပဲတိုးရမယ်အဲ့တော့သီလလုံလိုက်တာနဲ့တပြိုင်တည်းဘဝဒုက္ခတွေတက်တာသွားတယ်ဘာဖြစ်လဲသီလရှိလိုက်တာနဲ့တပြိုင်တည်းအပေဆင်းရဲမှာခံစားရမယ့်ဒုက္ခတွေအများကြီးတက်တာသွားခန္ဓာဒုက္ခဆိုရတဲ့ပဲလူသားတွေကြုံတွေ့ရတဲ့ဒုက္ခတဲ့တရားသားတွေကြုံတွေ့ရတဲ့ဒုက္ခကမတမဆိုးတယ်နော်တရိစ္ဆာန်တွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်ပြိတ္တာတွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်အဲ့ဒီဒုက္ခတွေသက်သာဖို့အတွက်သီလကိုလုံးအောင်ထိနေစပါအဲ့တော့သီလဆိုတဲ့ကုသိုလ်တရားကုသလဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးတွေကိုဖော်ဆောင်နိုင်တဲ့တရားအဲ့ဒီကုသိုလ်တရားကဘဝမှာဆင်းရဲဒုက္ခကိုအများကြီးသက်သာစေတယ်ခန္ဓာဒုက္ခရှိနေပြီပဲလို့အပါယဒုက္ခအဘယ်ဘုံမှာကြုံတွေ့ရမယ့်ဒုက္ခကနေသူကကဲ့တင်ပေးနိုင်နော်ကဲ့တင်ပေးနိုင်ဒါကြောင့်မလို့ဒုက္ခသက်သာဖို့အတွက်တဏှာထဲမှာသီလဆိုတာတော့မှဖြစ်တယ်ဒါကမရှိမဖြစ်အဓိကလောက်